အန်နာစစ်ဆက်တဲ့နေ့မှာတင်သူမရဲ့ရောက်ခမလောင်းဟာကိုဝင်ရှိနေမှန်းရုတ်တရက်သိလိုက်ရပါတယ်မိသားစုတစ်ခုလုံးကဒါဟာထက်လောင်းဝမ်းသာစရာသတင်းလို့ထင်နေကြပေမဲ့အန်နာကတော့စစ်ဆက်ပွဲကိုပြက်ပြက်တသားဖျက်သိမ်းလိုက်ပါတယ်ဘာလို့လဲဆိုတော့ကလေးမွေးလာရင်နောက်ဆုံးမှာသူမကိုတေးစေလိမ့်မယ်ဆိုတာသိနေလို့ပါသူမရဲ့အရင်ဘဝတုန်းကစစ်ဆက်ပွဲနေ့မှာပဲရောက်ခမဟာအမွာကိုဝင်ဆောင်ထားရမှန်းသိခဲ့ရပါတယ်ချစ်သူရဲ့မိသားစုစီကစက်တိုက်ဖိအားပေးမှုတွေအောက်မှာအန်နာကအလျှော့ပေးဖို့ရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့အိမ်အောင်ကြပြီးတဲ့နောက်သူမရဲ့ဘဝကလုံးဝအရှုံးအဖောက်တစ်ခုလိုဖြစ်သွားခဲ့ပါတယ်မင်္ဂလာအင်ဂေဟာကိုလူယူခံလိုက်ရပြီးသူမဟာအခမဲ့အိမ်ကူတယောက်လိုဖြစ်သွားကရောက်ခမနဲ့တနေ့လုံးငိုနေတဲ့ကလေးနှစ်ယောက်ကိုပြုစုဆောက်ရှောက်ခဲ့ရပါတယ်တနစ်ကြာတော့ကလေးတွေမှာသွေးရောဂါရှိနေကြောင်းယောဂအမြည်တက်ခံရပါတယ်မိသားစုတစ်ခုလုံးသွေးကိုက်ညီမှုရှိမရှိတွားရောက်စစ်ဆေးကြပါတယ်အန်နာတယောက်တည်းသာကိုက်ညီမှုရှိနေခဲ့ပြီးချစ်သူနဲ့သူ့အမေတို့ရဲ့အသေးအတန်တောင်းပန်မှုတွေအောက်မှာအန်နာထပ်ပြီးစိတ်ပျော့သွားခဲ့ပြန်ပါတယ်ခွဲစိတ်မှုပြီးတဲ့နောက်သူမဟာကတင်ပေါ်မှာအသက်ငင်နေခဲ့ရပါတယ်သူ့မိသားစုကတော့ကလေးကိုပွေ့ချပြီးပျော်ရွှင်စွာရေမောနေကြရင်သူမတေဆုံးသွားခဲ့ပါတယ်အန်နာကရောက်ခမရဲ့တရားမဝင်ကလေးကိုဘယ်တော့မှထပ်မပြုစုတော့ဘူးလို့တိတ်ဆိုခဲ့ပါတယ်သူမမျက်လုံးတွေပြန်ဖွင့်လိုက်တဲ့အခါသူမပြန်လဲမွေးဖွားလာခဲ့ပါပြီလွန်ခဲ့တဲ့နှစ်ကစစ်ဆက်ပွဲနေ့ကိုပြန်ရောက်သွားတာပါရောက်ခမဖြစ်သူရဲ့မျက်နှာပေါ်ကကျဉ်းနေတဲ့အမှုအရာကိုမြင်လိုက်ရတော့အန်နာကလမ်းခွဲကြောင်းချက်ချင်းကြေညာလိုက်ပါတယ်သူမရဲ့ချစ်သူကဒေါသတကြီးပောက်ကွဲသွားပြီးပြဿနာရှာတယ်ဆိုပြီးသူမကိုအပြစ်တင်ပါတယ်ရောက်ခမကလည်းကျေးဇူးကမ်းတဲ့မိန်းမဆိုပြီးချိန်ဆပါတော့တယ်အန်နာကမဲ့ပြုံးလိုက်ပြီးအတူတူဝယ်ထားတဲ့အိမ်အတွက်သူမပိုင်ဆိုင်တဲ့ဝေစုဖြစ်တဲ့ငွေ3 သန်းကိုပြန်ပေးဖို့တောင်းဆိုလိုက်ပါတယ်မနေ့ပြန်ကြရင်ပရိဘောဂတွေကိုလာရွှေ့မယ်လို့ပြောပြီးသူတို့ရဲ့စော်ကားမှုတွေကိုလစ်လျူရှုကလှည့်ထွက်လာခဲ့ပါတယ်ဒီဘဝမှာတော့သူမဘယ်တော့မှအယူပြန်မဖြစ်တော့ပါဘူးအိမ်ပြန်ရောက်တဲ့အခါအန်နာကသူမမိဘတွေကိုအကြောင်းရင်းအမှန်ကိုပြောပြခဲ့ပါတယ်ချစ်သူရဲ့အမေမှာကိုဝင်ရှိနေတယ်ဆိုတာကြားတော့မိဘတွေလည်းအကြီးအကျယ်ဒေါသထွက်သွားကြပါတယ်အန်နာကလက်တောင်မထက်ရသေးဘူးရောက်ခမကကိုဝင်ရှိနေပြီဆိုတော့ကလေးမွေးပြီးရင်အန်နာကိုအလုပ်ကျွေးပြုခိုင်းဖို့အထင်ရှားကြံစီထားတာပါမိဘတွေရဲ့ထောက်ခံမှုနဲ့အတူဒီစစ်ဆက်ပွဲကိုမဖြစ်မနေဖျက်သိမ်းလိုက်ပါတယ်နောက်တစ်နေ့မှာအန်နာကပရိဘောဂတွေကိုရွှေ့ဖို့လူတွေခေါ်လာခဲ့ပါတယ်ချစ်သူကသူမတကယ်လုပ်လိမ့်မယ်လို့မထင်ထားခဲ့ပါဘူးသူကသူမကိုဒေါသတကြီးတတိပေးပါတယ်ပရိဘောဂတွေကိုရဲရဲဝံ့ဝံ့ယူရဲရင်ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးတဲ့အန်နာကအေးဆက်ဆက်ပဲပြုံးလိုက်ပါတယ်ဘာလို့လဲဆိုတော့သူမရဲ့လက်စားချေမှုကအခုမှစတင်တာမို့လို့ပါတိတ်မကြခင်မှာပဲရောက်ခမကကိုဝင်ဆောင်စဉ်နောက်ဆက်တွဲပြဿနာတွေရှိနေတယ်လို့အကြောင်းပြပြီးသူမသားကိုဆေးရုံအမြန်လာဖို့ဖုန်းဆက်ပါတယ်အရင်ဘဝကလိုပဲအန်နာကိုအလုပ်ကျွေးပြုဖို့အတင်းအကျပ်ဟန်ဆောင်ခိုင်းစေတာပါမျှော်လင့်ထားတဲ့အတိုင်းပဲအန်နာပေါ်မလာတဲ့အခါတားအမိနှစ်ယောက်စလုံးသူမစီရန်လာတွေ့ကြပါတယ်ချစ်သူကသူမကိုမိဘမသိတတ်တဲ့မိန်းမဆိုပြီးစူပူကသူ့အမေတစ်ခုခုဖြစ်ရင်သူမကိုဘယ်တော့မှအလုပ်ပေးမှာမဟုတ်ဘူးလို့ပြောပါတယ်အန်နာကတီတီငိမ့်ငိမ့်ပဲတကယ်ပြင်းထန်နေရင်ဘာလို့ဆေးရုံမသွားတာလဲဘာလို့ဒီကိုလာပြီးဟန်ဆောင်နေရတာလဲလို့မေးလိုက်ပါတယ်အမှန်တရားကိုထိမိသွားတော့ချစ်သူလည်းဒေါသထွက်ပြီးသူမကိုရိုက်ဖို့လက်ရွယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအန်နာရဲ့မိဘတွေရောက်လာပြီးသူ့ကိုအားရပါးရိုက်လိုက်ပါတယ်သူကဆက်ပြီးငင်းခုန်ဖို့စူးစမ်းနေတာကိုမြင်တော့အန်နာကပတ်စံကိုအမြန်ပြန်ဆက်ဖို့မဟုတ်ရင်သူတို့ရဲ့လှုပ်ဝက်ချက်ကိုဖွင့်ချပစ်မယ်လို့တတိပေးလိုက်ပါတယ်သူတို့နှစ်ယောက်လည်းအထိတ်တလန့်နဲ့ထွက်ပြေးသွားကြပါတယ်နောက်တစ်နေ့မှာချစ်သူရဲ့ရှေ့နေကအန်နာစီဖုန်းဆက်ပြီးပိုင်ဆိုင်မှုခွဲဝေဖို့ကော်ဖီဆိုင်တစ်ဆိုင်မှာတွေ့ဖို့ချင်းဆိုပါတယ်အရှက်မရှိတဲ့ချစ်သူကအထောက်ထားမရှိဘူးဆိုပြီးသူမကိုခြောက်လန့်ဖို့စူးစမ်းပါတယ်ဒါပေမဲ့အန်နာကဝယ်ယူမှုစာချုပ်ကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီမှာနှစ်ယောက်စလုံးကပိုင်ဆိုင်မှုတစ်ဝက်စီပိုင်ဆိုင်ကြောင်းနဲ့လမ်းခွဲခဲ့ရင်ရရှိလာမယ့်အကျိုးအမြတ်ကိုတန်းတူခွဲဝေရမယ်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်စာချုပ်ကိုစစ်ဆေးပြီးနောက်ရှေ့နေကပြင်ငင်းဖို့အကြံပေးပါတယ်တရားစွဲရင်ကုန်ကျစရိတ်ပိုများမယ်လို့ပြောတော့ချစ်သူလည်းမလိုလားပဲသဘောတူလိုက်ရပါတယ်နောက်တစ်နေ့မှာအန်နာကသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့ရောက်လာပါတယ်ဒါပေမဲ့ငွေချေရမယ့်အချိန်ရောက်တော့ရှေ့နေရဲ့ဖိအားပေးမှုအောက်မှာချစ်သူကအခက်တွေ့နေတဲ့ပုံပေါ်နေပါတယ်သူစီမှာငွေ2 တန်းခွဲပဲရှိပြီးနောက်ထပ်9 သိန်းလိုနေသေးတယ်လို့ဝန်ခံပါတယ်ကိုဝင်ဆောင်နေတဲ့သူ့အမေကိုထောက်ထားပြီးအချိန်နည်းနည်းထပ်ပေးဖို့အန်နာကိုတောင်းပန်ပါတယ်ဒါပေမဲ့အန်နာကဘာမှမတွန့်ဆုတ်ပဲညှင်းဆန်လိုက်ပါတယ်ဒီနေ့အပြေအဝပေးချေမလားဒါမှမဟုတ်တရားရုံးသွားမလားပေါ့ချစ်သူလည်းမတက်တာပဲအွန်လိုင်းကနေငွေချေလိုက်ရပါတယ်အန်နာကပတ်စံတွေယူပြီးထွက်သွားတော့မယ့်အချိန်လေးမှာပဲရောက်ခမဖြစ်သူကရုတ်တရက်အပြေးလွှားထွက်လာပါတော့တယ်